တ်ချက်ကဒီလိုအမြင်ကဒီလိုရှုထောင့်ကကျွန်တော်တို့ပေးဆက်လိုက်ရတဲ့ရဲဘော်တွေကိုနည်းနည်းစော်ကားရများဖြစ်နေမလားပေါ့နော်ထိုးနှက်ရများဖြစ်နေမလားပေါ့စားလို့ဒီလိုဖြစ်သွားတယ်ဆိုတဲ့စကားကြီးကအစင်မပြေဘူးပေါ့လေနော်ပြီးရင်သူများလှုပ်တဲ့ဟာကြတော့လေလက်ညှိုးထိုးဖို့ဝင်လေးတဲ့သူတွေကိုတော့ကျွန်တော်ဂယုမဆိုင်ဘူးပေါ့နော်ရေဘော်စီဆိုတဲ့ဟာတွေကျွန်တော်ဂယုမဆိုင်ဘူးဂျားနေဆိုတဲ့ဟာတွေလည်းကျွန်တော်ဂယုမဆိုင်ဘူးကိုးပေါင်ပေါ်မိဘွားကြမှာပူမဲ့ကောင်တွေလည်းဒါကျွန်တော်ဂယုမဆိုင်ဘူးပေါ့နော်အကြောင်းအရာကပေါ့နော်ဝမ်းနေစရာစိတ်မကောင်းစရာတော့ဖြစ်ကောင်းဖြစ်မယ်ပြီးတော့ကျွန်တော်မှာအမှန်ဆိုရင်တော့တခြားအကြောင်းအရာတစ်ခုပြောဖို့အတွက်ရည်ရွယ်ထားပြီးသားပေါ့လေနော်ဒါပေမဲ့ဒီအကြောင်းအရာကလည်းမပြောဖြစ်ပြောရမယ်လို့ကျွန်တော်ယူဆလို့ပေါ့နော်ပြီးတော့စိတ်မကောင်းစရာလည်းဖြစ်တယ်ပြီးတော့အတိပေးစရာလေးတွေပြီးရင်အဲ့လိုကျွန်တော်ကိုယ်တိုင်ကအစခံစားရတဲ့ခံစားချက်တွေကစပါမှာဖြစ်တယ်ဆိုတဲ့အကြောင်းလေးလည်းဥစွာပြောချင်တယ်ပေါ့နော်မနေ့ကကျွန်တော်ကတကယ်ပြောမယ်ဆိုရင်ကျွန်တော်ခီးတစ်ခုသွားနေတာပေါ့နော်သွားနေတော့လမ်းမှာခီးကလည်းနည်းနည်းဝေးတာဆိုတော့ဒီလမ်းမှာပဲအချိန်ကုန်နေရပါဗျာအဲ့လိုဖုန်းကိုမကြည့်မိဘူးဗာသတင်းတွေထူလဲပုံမှန်ဆိုရင်တော့ကျွန်တော်လုံးဝပေါ့နော်အဲ့လိုမျိုးသတင်းတွေပါကျွန်တော်လိုက်ပြီးတော့ရှာဖွေရမျိုးရှိတယ်ပေါ့ဗျာမနေ့ကတော့အဲ့လိုခီးလမ်းမှာဖြစ်တဲ့အတွက်ဖုန်းမကြည့်ပြီအဲ့တော့ကျွန်တော်ညနေဆောင်လောက်ကျွန်တော်တရားမဲ့နေရာရောက်တဲ့အချိန်ကျမှဘာတွေထူလဲဆိုပြီးတော့ဒီဖုန်းကိုဖွင့်ကြည့်မိတာပေါ့နော်ဖွင့်ကြည့်တဲ့အချိန်ကျတော့ပုံမှန်ကျွန်တော်တို့တွေ့နေကြဟာတွေကဗျာအဲ့လိုစစ်ကောင်စီဘက်ကအထိနာတယ်ပါတယ်ဒါမျိုးပုံစံမျိုးတွေသတင်းကောင်းတွေအများကြီးပဲတွေ့ရပါတယ်ပေါ့နော်မနေ့ကမလဲမတွေ့ဘူးမဟုတ်တွေ့ပါတယ်ဒါပေမဲ့အဲ့ထဲကမှပေါ့နော်ကျွန်တော်ရဲဘော်အယောက်20ကိစ္စကတော့တော်တော်လေးပေါ့နော်ရင်ထဲကိုအဲ့လိုမျိုးစို့တက်သွားတယ်အစင်မပြေဘူးပေါ့ဗျာအဲ့အကြောင်းအရာကိုတွေ့တဲ့အချိန်မှာလူကလည်းပြတောက်ပြီးတော့ဟာဘာတွေဖြစ်ကြလဲဘယ်လိုတွေဖြစ်ကြလဲပေါ့နော်ပုံစံမျိုးစုံနဲ့လည်းရေးသားနေကြတွေတွေ့တဲ့ခါကျတော့ပေါ့နော်ဒီတပ်ဖွဲ့တွေဘယ်တပ်ဖွဲ့တွေလဲတကယ်လားပြီးတော့ဒီဥစ္စာကစစ်ကောင်စီဘက်ကနေပြီးတော့စတင်လာတာဖြစ်တဲ့အတွက်ပေါ့နော်ဒီသတင်းကိုစဖြန့်လာတာဖြစ်တဲ့အတွက်ကျွန်တော်တို့မှမယုံနိုင်ဘူးပေါ့ဗျာနော်အဲ့လိုမျိုးဟိုပြည်သူတွေလည်းကျွန်တော်လိုပဲခံစားရမှထင်ပါတယ်အဲ့လိုဆူတောင်းနေပေါ့နော်ဒါကြီးမဟုတ်ပါစေနဲ့ဘာညာဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့လက်မခံခြင်းဘူးပေါ့နော်လက်မခံခြင်းတဲ့အချိန်မှာကျွန်တော်လိုက်စုံစမ်းတဲ့အချိန်မှာအပူဒီပြင်းမဲပေါ့နော်လိုက်စုံစမ်းပြတယ်အဆက်အသွယ်လည်းရတယ်ဒါပေမဲ့လက်မခံခြင်းပဲလက်ခံလိုက်ရတဲ့အနေထားလည်းရှိတယ်ပေါ့ဗျာဒါတကယ်ဖြစ်ခံရတဲ့ပုံစံမျိုးပြောဆိုနေကြတဲ့ဟာတွေရေးသားနေကြတဲ့ဟာတွေလည်းတွေ့ရတယ်ပြီးတော့တချို့ဆိုရင်လည်းရေးထားတွေ့ရအဲ့ဘာလဲဆိုတော့ဒီစစ်ကောင်စီဘက်က PDF အယောင်ဆောင်ပြီးတော့ပေါ့နော်အနီးကပ်ဒီလိုမျိုးလောက်သွားတယ်ဆိုတဲ့ပုံစံမျိုးတွေလည်းပြောကြရလည်းရှိတယ်ဖြစ်စဉ်အမှန်အဲ့လိုမဟုတ်ပါဘူးပေါ့နော်အဲ့ဒါတွေကတော့မှားပါတယ်အဲ့ထဲမှာကျွန်တော်ဘာသွားတွေ့လဲဆိုရှုထောင့်မျိုးစုံအမြင်မျိုးစုံနဲ့ပြောရတဲ့ထဲမှာကျွန်တော်နည်းနည်းဘဝင်မကြစရာတခုသွားတွေ့ဒါကျွန်တော်ခံစားချက်ပါပေါ့နော်အဲ့ဒါဘာလဲဆိုတော့ရဲဘော်တွေပေါ့ဆလာကြီးလားဆိုတဲ့ပုံစံမျိုးဒီလောက်အများကြီးပေါ့နော်ဘာကြောင့်မလို့ဒီလိုဖြစ်တာလဲအကြောင်းရင်းတစ်ခုရှိနေမှာအကြောင်းရင်းကတော့ရှိတာပေါ့အကြောင်းရှိလို့ဒီလိုမျိုးအကျိုးတွေဖြစ်တာပေါ့နော်ဒါပေမဲ့လည်းရဲဘော်တွေပေါ့ဆတယ်လို့ဥဆောင်တဲ့သူတွေညံ့တယ်လို့ပေါ့ဆတယ်လို့လိုအပ်ချက်ရှိတယ်လို့ဒါမျိုးပုံစံမျိုးကြီးပြောတဲ့ဟာကြတော့ကျွန်တော်အမြင်ရပါတော့ကျွန်တော်တိတ်ပြီးတော့ဘဝင်မကြဘူးပေါ့လေနော်ဒါနည်းနည်းကိုချင်းမဆာရရောက်မလားဆိုတဲ့ဟာမျိုးကျွန်တော်ဒီနေ့ပြောပြချင်တာပါအဲ့တော့ပထမဆုံးကျွန်တော်ဒီတရင်တပ်ဖွဲ့ကဥဆောင်တဲ့သူတွေနဲ့ပေါ့နော်ဒါကျွန်တော်အရင်ကလည်းဒီအဖွဲ့တွေတဲကဥဆောင်တဲ့သူတွေနဲ့အင်တာဗျူးတွေလည်းလုပ်ခဲ့ဘူးရတယ်မြို့ပြည်သူတွေလည်းမှတ်မိကြမှာပေါ့နော်အဲ့လိုမျိုးလုပ်ခဲ့ဘူးတာဖြစ်တဲ့အတွက်ကျွန်တော်ဆက်သွယ်တဲ့အချိန်မှာဆက်သွယ်ရတယ်ဒါပေမဲ့ကျွန်တော်ပထမဆုံးသူတို့နဲ့စကားပြောပြတာကသူတို့ကိုအားပေးတာပဲသူတို့နဲ့အတူရှိတယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောပြတာပဲတကယ်ကိုချင်းစာပါတယ်ဆိုတဲ့အကြောင်းကျွန်တော်သူတို့နဲ့အတူတူခံစားတာပဲပေါ့နော်အဓိကကျွန်တော်ပြောမိတာပထမဆုံးပြောမိတာအဲ့အကြောင်းပဲပေါ့နော်ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ဘလိုတွေဒီလိုတွေဟိုလိုတွေညာလိုတွေဆိုတဲ့ဟာတွေကထက်ပေါ့နော်ဒီနီးမဖြစ်ဖို့အတွက်ငါတို့စူးစမ်းကြမယ်ဒီလိုစကားတွေပဲကျွန်တော်ပြောပြတယ်ပေါ့နော်အဲ့တော့ခုနကကျွန်တော်ပြောတဲ့ဒီပေါ့ဆလို့ဒီလိုဖြစ်သွားပါတယ်ဆိုတဲ့စကားကိုကျွန်တော်လက်မခံချင်ဘူးပေါ့နော်အဲ့ဥစ္စာကိုနည်းနည်းတော့ခံပြင်းမိတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီလိုမှတ်ချက်ကဒီလိုအမြင်ကဒီလိုရှုထောင့်ကကျွန်တော်တို့ပေးဆက်လိုက်ရတဲ့ရဲဘော်တွေကိုနည်းနည်းစော်ကားရများဖြစ်နေမလားပေါ့နော်ထိုးနှက်ရများဖြစ်နေမလားပေါ့ဆလို့ဒီလိုဖြစ်သွားတယ်ဆိုတဲ့စကားကြီးကအစင်မပြေဘူးပေါ့လေနော်အဲ့တော့ဒီတပ်ဖွဲ့တွေရဲ့အခက်အခဲတွေကျွန်တော်ပြောပြချင်တယ်ပေါ့နော်ဒါတော်တော်များများသိကျင်လဲသိလိမ့်မယ်ပေါ့နော်တချို့မသိသေးတဲ့ဟာတွေလည်းရှိလိမ့်မယ်ဒါပေမဲ့အများကြီးမဟုတ်ပေမဲ့တကယ်ဖြစ်တင်လားမဖြစ်တင်လားဆိုတဲ့ဟာကိုပေါ့နော်စဉ်းစားလို့ရအောင်ကျွန်တော်ပြောပြချင်တယ်အဓိကထားလိုက်တော့ဗျာတိုက်ပွဲအတွင်းမှာကိုပြစ်လိုက်တဲ့ကြည်စံမထွက်ဘူးကိုပြစ်တဲ့တနက်ကဂျမ်းဖြစ်နေတယ်မထွက်ဘူးအဲ့လိုမျိုးဆိုရင်ရောအဲ့လိုမျိုးဖြစ်သွားလို့ကိုယ့်ဘက်ကထိကြိုက်သွားတယ်ဆိုရင်ရောအဲ့ဒါကတပ်ဖွဲ့တွေရဲ့ပေါ်ဆမှုလားအဲ့တော့တချို့တပ်ဖွဲ့တွေကပေါ့နော်ဒီလက်နက်တလက်ကိုဘယ်လိုလုပ်ရတယ်လဲဆိုတဲ့အကြောင်းကျွန်တော်ပြောပြအဲ့ဒါဘာလဲဆိုတော့ဒီထားလိုက်တော့ဒါလက်နက်5လက်ပေါ့နော်လက်နက်အစုပ်5လက်အဲ့အစုပ်5လက်ကိုဝယ်ရတယ်ဝယ်ပြီးသွားရင်အဲ့အစုပ်5လက်စီကမောင်းတုံကောင်းလားပြစ်ခလုတ်ကောင်းလားချိန်သီးကောင်းလားကိုယ်တယ်ကောင်းလားပြောင်းကဘုံကောင်းလားမိကဘုံစုပ်ကောင်းလားဒီလိုမျိုးပုံစံမျိုးနဲ့ပေါ့နော်ကောင်းတယ်ဆိုတဲ့ဟာတွေအကုန်လုံးကိုစုထုတ်ပြီးတော့သုံးလို့ရနိုင်မယ်ဆိုတဲ့တနက်တက်လက်ဖြစ်အောင်လုပ်ရတယ်၅လက်ကနေပေါင်းပြီးတော့တက်လက်ဖြစ်အောင်လုပ်ရတယ်ဗျာ
အဲ့လိုမျိုးပေါ့နော်အဲ့တော့အဲ့လိုမျိုးပုံစံမျိုးနဲ့လှုပ်ထားရတဲ့တနတ်တလက်ကတိုက်ပွဲထဲမှာကြည်မထွက်လို့ကိုယ့်ဘက်ကရဲဘော်တွေအခုလိုမျိုးထိခိုက်နစ်နာသွားတယ်ဆိုရင်အဲ့ဒါကရဲဘော်တွေရဲ့ပေါ်စားမှုလားဟုတ်တယ်လေဒါနှစ်ထပ်ကွမ်းစုပ်နေတယ်ဆိုတဲ့လက်နဲ့တလက်ဗျာအဲ့ဒါဘာကြောင့်လဲပေါ့နော်တနက်အစ်စ်တလက်မဝင်နိုင်လို့တနက်အကောင့်တလက်မဝင်နိုင်လို့ဝယ်နိုင်တဲ့ပမာဏမရှိလို့အဲ့ဒါကြောင့်မလို့တနက်အစုပ်9လက်ကိုပေါင်းပြီးတော့မှာကြီးလေး40 50 60ဒီလိုပဲရှိတယ်ဗျာအဲ့ဒါကြတော့ဒေသခံပြည်သူတွေစီကနေပြီးတော့ဒါအကူအညီတောင်းမယ်ထားပြည်သူတွေစီကနေအကူအညီတောင်းတယ်ဘာကြောင့်လဲဒေါ်လာအင်အားစုတွေဟာအမြဲတမ်းပြည်သူတွေစီကပဲအကူအညီတောင်းပြီးတော့တိုက်ပွဲဝင်နေရတာဖြစ်တယ်အဲ့တော့အနီးဆက်ဆုံးဒေသခံပြည်သူတွေစီကနေပြီးတော့ထောက်ခံတဲ့ပြည်သူတွေစီကနေအကူအညီတောင်းမယ်ဒါပေမဲ့စစ်ကောင်စီကဘာလုပ်လဲအဲ့လိုမျိုးပြည်သူတွေမကူညီနိုင်အောင်လို့အဲ့ကြေးရွာတွေအကုန်လုံးကိုမီးရှို့တယ်အခုဆို6ဘက်မှာဒီလိုမျိုးမီးတိုက်ခံရတဲ့ဒါမီးရှို့ခံရတဲ့ကြေးရွာတွေက900 10ရွာလောက်ရှိနေပြီဗျာပြည်သူတွေအရန်ဒုက္ခရောက်တယ်အဲ့ဒေသခံတွေအရန်ဒုက္ခရောက်တယ်အဲ့တော့ကိုတိုင်းကစစ်ဘေးရှောင်ရတယ်မီးဘေးရှောင်ရတယ်ကိုရဲ့တန်ဖိုးရှိပါတယ်ဆိုတော့လက်ဝဲလက်စားပါညာအကုန်လုံးကစဆုံးရှုံးသွားတဲ့ပြည်သူတွေရှိတယ်အဝိတ္တတွေကိုတစ်ခုနဲ့ပြေးရတဲ့ပြည်သူတွေရှိတယ်အဲ့လိုမျိုးဒေသခံပြည်သူတွေကတော်လိုင်းအင်အားစုတွေကိုဘလို့မှမကူညီနိုင်ဘူးပေါ့နော်အဲ့လိုမျိုးမကူညီနိုင်တဲ့ခါကျတော့တော်လိုင်းအင်အားစုတွေအနေနဲ့ပေါ့နော်တခြားနေရာဒေသတွေကနေပြီးတော့အကူအညီတောင်းဖို့အတွက်လုပ်ကြတယ်တခြားနေရာဒေသတွေမှာရှိတဲ့ပြည်သူတွေပြည်တွင်းကပြည်သူတွေပြီးရင်ပြည်ပကိုရောက်နေပါတယ်ဆိုတော့ဒေါ်လန်ပြည်သူတွေဒီလိုမျိုးဒါပြည်သူတွေစီကနေအကူအညီတောင်းဖို့လုပ်ကြတယ်ဒါပေမဲ့ဖုန်းလိုင်းမကောင်းဘူးဖုန်းလိုင်းတွေဖြတ်ခံထားရတယ်အင်တာနက်လိုင်းတွေသုံးလို့မရဘူးသူတို့ဘလို့ပုံစံမျိုးနဲ့ဒီအကြောင်းကိုအကူအညီတောင်းရမလဲပြောကြရမလဲပေါ့နော်အဲ့တော့အဲ့လိုမျိုးအကူအညီတောင်းမှုအပိုင်းတွေမှာပါအခက်အခဲတွေအများကြီးကြုံနေရတဲ့ဒါတော်လိုင်းတပ်ဖွဲ့တွေကအခုလိုမျိုးတိုက်ပွဲထဲမှာထိခိုက်ဖြစ်သွားတယ်ဆိုတဲ့ဟာကဒီတပ်ဖွဲ့တွေပေါ့ရော့လို့ပဲလားပေါ့နော်ဒီအင်တာနက်တွေဖြတ်ခံရတာရောတပ်ဖွဲ့တွေပေါ့ရော့လို့ပဲလားပေါ့နော်ဒါကျွန်တော်တို့အများကြီးပဲစဉ်းစားရမယ့်အရာတွေဖြစ်ပါတယ်အဲ့တော့စစ်ကောင်စီဘက်ကလေကြောင်းသုံးတယ်ဗျာလက်နက်ကြီးအမြောက်အကုန်သုံးတယ်ဗျာအင်အားဆိုလဲအကုန်သုံးတယ်ဗျာကြည်စံဆိုရင်ဘယ်လိုတောင်သူတို့လုံနေတယ်လဲဆိုရှေ့တန်းကြီးနောက်တန်းကြီးဒီလိုပုံစံမျိုးနဲ့240လား240လား480လောက်နဲ့ဒါစစ်သားတယောက်ကိုသူတို့ထည့်ပေးထားတယ်ဗျာသူတို့ရဲ့စစ်သားတယောက်ပေါ့နော်အဲ့လိုထည့်ပေးထားတဲ့အချိန်မှာကျွန်တော်တို့စီကရဲဘော်တွေကမီဂျိုမောင်းပြက်နဲ့ဒါဟိုလက်လုံတက်နေတွေလုပ်တယ်ဒါကြောင့်မလို့အဲ့ဒေသခံပြည်သူတွေထွက်ပြေးပြီးတော့စစ်ဘေးရှောင်ဘဝနဲ့ဒုက္ခရောက်တဲ့အချိန်ကြတော့တော်လိုင်းရဲဘော်တွေကပြန်ကြည့်ရတယ်အဲ့လိုပြန်ကြည့်ဖို့အတွက်သူတို့ရပါတယ်ဆိုတဲ့ဒီရန်ပုံငွေတွေကဒီရန်ပုံငွေဆိုတာကလည်းလက်နက်ခဲယမ်းပြည်တင်မှုအပိုင်းတွေအတွက်ရည်ရထားတဲ့ဟာတွေအများကြီးရှိတယ်ဒါပေမဲ့ပြည်သူတွေဒုက္ခရောက်တဲ့အခါကြည့်နေလို့မရဘူးဒီတိုင်းလက်ပိုက်ကြည့်နေလို့မရဘူးဘာကြောင့်လဲဒီပြည်သူတွေအတွက်ပဲလှုပ်နေတာဖြစ်တဲ့အတွက်ဒီပြည်သူတွေအစာအစာရှားပါလာတဲ့အခါကျတော့ဒီထက်ကပဲဖဲ့ပြီးတော့ပြန်ပြီးကူညီရအဲ့တော့ခုနကလိုလက်နက်ခဲယမ်းပြည်တင်ရမယ့်အပိုင်းတွေမှာယော့သွားတယ်ဗျာအဲ့တော့အဲ့လိုမျိုးရော့ရက်သားနဲ့ပဲတိုက်ပွဲဝင်နေခုလိုထိခိုက်တဲ့ခါကြတော့ရောဒါတော်လိုင်းတပ်ဖွဲ့တွေပေါ်ရော့လို့ပဲလားပေါ့နော်ဒါကျွန်တော်စဉ်းစားမယ့်ຢာတွေပါအဲ့တော့အညာကတေယူပို့ဆောင်ရေးခက်ခဲတယ်ပေါ့နော်ပတ်စံရှိတိုင်းလည်းကြီးတောင်ရဖို့မလွယ်ဘူးပေါ့နော်ဒါလုံးဝနေဆက်ဒေသရင်းနဲ့အဝေးမှာရှိတယ်ကုန်းတွင်းပွဲလုံနေရာမျိုးတွေဖြစ်တယ်ပေါ့နော်တောင်ဝန်းတောင်တန်းလည်းရှားတယ်မရှိဘူးပေါ့ဗျာအဲ့တော့မြေပြန့်လွင်မြေကြီးမှာတိုက်ပွဲဝင်ရတယ်အညာနေပူပူအောက်မှာတိုက်ပွဲဝင်ရတယ်အဲ့တော့အဲ့လိုမျိုးပေါ့နော်လက်နက်ခဲယမ်းဒါတည်ယူဖို့အပိုင်းတွေကအစပေါ့နော်အခက်ခဲတွေအများကြီးရှိတယ်ကြီးတောင်အညာကိုရောက်ဖို့အတွက်လာပေါင်းများစွာကြာတာလည်းရှိတတ်တယ်ပေါ့နော်အဲ့တော့ဒီလက်နက်ခဲယမ်းဝယ်ယူရဲ့အပိုင်းတွေမှာလည်းပေါ့နော်လမ်းကြောင်းတည်ယူစရိတ်တွေများတာတွေပေါ့နော်ခုနလိုဒါဝယ်ယူတဲ့အပိုင်းတွေမှာဈေးတင်ခံရတာတွေဒါမျိုးတွေအကြောင်းမလို့အစပေါင်းများစွာပို့ပြီးတော့ကုန်ကြတာတွေရှိတယ်ဗျာအဲ့တော့ဒီကြားထဲမှာတိုက်ပွဲဆိုတဲ့အတန်ကြားပြီဆိုတာနဲ့တချို့ပွဲစားတွေကကြည်စည်းတွေတက်သွားတယ်အရင်တုန်းက9000ဆိုရင်9000ဖြစ်သွားတယ်အရင်တုန်းက9000ဆိုရင်1000ဖြစ်သွားတယ်ဗျာအဲ့လိုပုံစံမျိုးနဲ့မရှိတဲ့ကြားထဲကခက်ခက်တိုက်ပွဲဝင်နေရတဲ့ရဲဘော်တွေအခုလိုမျိုးထိခိုက်တာဟာပေါ်ရောမှုကြောင့်လားပေါ့နော်ပြီးတော့စစ်ကောင်စီကကျွန်တော်ခုနပြောသလိုပဲစစ်အင်အားဆိုအကုန်သုံးတယ်စစ်ကောင်စီစစ်သားပါတယ်ရဲပါတယ်ပြူပါတယ်ပေါ့နော်ပြီးရင်ပါစပါတယ်ဒီလိုမျိုးအင်အားအကုန်သုံးတယ်ဗျာပြီးရင်ပြစ်ကူဆိုရင်လည်းလက်နက်ကြီးအမြောက်ပေါ့နော်အတွဲလိုက်ဒုံးတွေကစားပြစ်လို့ရတယ်ဗျာနောက်တစ်ခုလေချောင်းရဲရင်ကြည့်မလားဒါဖိုက်တာကြည့်မလားအမျိုးစုံအခုလိုမျိုးဖြစ်ရဆိုတွေကြုံရတယ်လို့လည်းဒါပြောလို့ရပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီခုနစကားကိုပဲပြောချင်တာပါပေါ့နော်ဒါစေနာကြောင့်ပြောတာလည်းဖြစ်ကောင်းဖြစ်မှာပေါ့နော်ဒါပေမဲ့လည်းဒီလိုမျိုးပြောလိုက်တဲ့စကားတစ်ခွန်းကဘယ်လောက်ထိထိကြိုက်သွားသလဲပေါ့နော်တစ်ဖက်မှာဘယ်လောက်ထိနစ်နာသလဲဆိုတဲ့ဟာကိုသိစေချင်တာပါဘာကြောင့်လဲဆိုတော့ဒီခုနကြာဆုံးသွားပါတယ်ဆိုတော့ရဲဘော်ရောက်20ဆိုတဲ့ဟာကလည်းပေါ့နော်တကယ်ပြောရင်သူတို့မိဘတွေကလည်းသူတို့ရဲ့သားသမီးအိမ်ပြန်လာဖို့အတွက်ကိုညှို့နေကြပါတယ်ပေါ့နော်ပြီးရင်သူတို့ရဲ့သားသမီးနေ့စဉ်အန်နီယကင်းဖို့အတွက်ကိုနေ့တိုင်းဖျားမှာဆူတောင်းနေကြတဲ့မိဘတွေရှိတယ်ပေါ့နော်အဲ့တော့အခုလိုမျိုးအိမ်ပြန်မလာနိုင်တော့ဘူးပြည်သူတရက်လုံးလွတ်မြောက်ဖို့အတွက်စူးစမ်းတိုက်ပွဲဝင်နေရင်းနဲ့ပေါ့နော်အခုလိုမျိုးအသက်ဆုံးရှုံးသွားရတယ်ဆိုတဲ့အချိန်မှာပေါ့နော်ကျွန်တော်ဒီဘက်ကဟာပေါ့ရော့လို့ဆိုပြီးတော့ပြောလိုက်တဲ့စကားကဒီမိဘတွေရဲ့ရှင်ထဲမှာဘယ်လိုတောင်ခံစားရမလဲပေါ့နော်ကျွန်တော်အဲ့ဒါကြီးသိစေချင်တာပါဗောနော်ကျွန်တော်ကတကယ်ပြောတာအဲ့ဟိုဘက်ကစစ်ကောင်စီလာပြောတဲ့ကောင်တွေကိုကျွန်တော်ဂရုမစိုက်ဘူးတော်လိုင်းတစ်ဖွဲ့တွေကလည်းအဲ့လိုပဲဂရုမစိုက်ဘူးစစ်ကောင်စီဘက်ကကောင်ကတော့ဒါကျွန်တော်ဘက်ကဒါနေပါခံစားရမလဲဗောနော်တကယ်ဆိုကျွန်တော်တို့ဒီချိန်မှာပြောတင်တာကဖေးမတင်တာ
အားပေးတင်တာပြီးရင်ခုနလိုလက်တွဲပြန်ခေါ်တင်တာပေါ့နော်ဆိုတော့ဒီတက်ဖွဲ့တွေကရေပေါ်စီလိုမျိုးနေလို့ရတဲ့အခွင့်အရေးအကုန်လုံးမှာရှိခဲ့တယ်အဲ့လိုမျိုးနေလို့ရရဲ့ဓာတ်နဲ့ပေါ့နော်မပြည့်မစုံဆိုတဲ့ပုံစံမျိုးနဲ့တိုးရဲတောင်ထဲမှာပြည်သူတရားလုံးလွတ်မြောက်ဖို့လာပြီးတော့တိုက်ပွဲဝင်ဖို့ဆုံးဖြတ်ချက်ချတာနဲ့တင်ကျွန်တော်တို့အတွက်သူရဲကောင်းဆိုတဲ့ဂုံပုတ်နဲ့ထိုက်တန်နေပါပြီပေါ့နော်ဒါသိတဲ့အတိုင်းပဲဗျာချို့ဒါဒေါ်လာရေးတက်ဖွဲ့တွေဆိုတာကအခုချိန်ထိယူနီဖောင်းမရှိဘူးပေါ့နော်ဘာကြောင့်မရှိတာလဲဆိုတော့ခုနလိုဒါစစ်ကောင်စီကိုတိုက်ဖို့အတွက်ခဲယမ်းကအရေးကြီးလိုအပ်နေတာဖြစ်တဲ့အတွက်အဲ့ခဲယမ်းကိုပဲဦးစားပေးဖြည့်တင်းနေရတဲ့အခါယူနီဖောင်းမဝယ်နိုင်ဘူးကြီးကအင်ကြီးကြီးကအုပ်ထုပ်မရှိဘူးခွေးစီကနေတင်ရတဲ့အခါမှပဲဒါမျိုးတွေကိုဒါဝေချမ်းပြီးတော့အသုံးပြုရတဲ့ပုံစံရှိတယ်အဲ့တော့အဲ့လိုမျိုးကြားတဲ့ကမှအခုလိုမျိုးဒါထိခိုက်သွားတယ်ဆိုရင်ဒါရဲဘော်တွေပေါ်စားတယ်လို့မခေါ်ပါဘူးပေါ့နော်ဒါကျွန်တော်ရဲဘော်တွေအဲ့လောက်မညံ့ဘူးကျွန်တော်ရဲဘော်တွေဇာအပြည့်ရှိတယ်ပေါ့နော်စစ်ကောင်စီစဉ်းစားကြည့်ဗျာခုနလိုပေါ့နော်လေချောင်းဘာညာအကုန်လုံးသုံးနေပါတယ်ဆိုတော့စစ်ကောင်စီနီးပညာအရာမှလည်းတာပါတယ်ဆိုတော့ဒီတိုက်ခိုက်ရေးအဖွဲ့တစ်ခုကိုပေါ့နော်လက်လုံတက်လက်နဲ့တိုက်ရဲဖို့ဆိုတာကကဘာမှဘယ်အဖွဲ့မှမရှိဘူးဗျာဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံမှာဒါကျွန်တော်ရဲ့ဒါတပ်ဖွဲ့တွေရှိတယ်သူရဲကောင်းတွေရှိတယ်ဘလို့ပုံစံမျိုးနဲ့ပဲလာဘလို့အင်အားမျိုးနဲ့ပဲလာပေါ့နော်ဒါလုံးဝမကြောက်မရွံ့နဲ့ပြန်ပြီးတော့ပွဲကိုသူတို့တွေကစားနေတဲ့အချိန်မှာကျွန်တော်ဘက်ကရဲဘော်တွေနေရာမှာလဲပေါ့နော်အဲ့လိုမျိုးနီးပညာမြင့် drone တွေအသုံးပြုပြီးတာပြန်ပြီးတော့တုံ့ပြန်နိုင်ခဲ့မယ်ဆိုရင်ပေါ့နော်တိုက်ပွဲရဲ့အလှည့်ပြောင်းတွေကဘယ်တော့တောင်မှပြောင်းလဲသွားမလဲဆိုတဲ့ဟာတွေကိုပဲကျွန်တော်တွေးနေမိတယ်ဆိုတော့အပြစ်တင်တာလက်ညှိုးထိုးတာပေါ့နော်ခုနလိုဒါပုံချလိုက်တာကလွယ်တယ်ပေါ့နော်ဝေဖန်တာတိုက်ခိုက်တာကအရန်လွယ်ပါတယ်ဘယ်သူကမဖြည့်ဆည်းပေးဘူးလားဘယ်အဖွဲ့ကဘာမှမလုပ်ပေးဘူးလားဆိုတဲ့ဟာတွေကလည်းပြောလို့လွယ်ပါတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးပြောနေမဲ့အစားပေါ့နော်ငါတို့ဖြည့်ဆည်းပေးလိုက်ရင်ပိုကောင်းသွားမှာငါတို့ပါဝင်ပေးလိုက်ရင်ပို့ပြီးတော့ပြည့်စုံသွားမှာဆိုတဲ့အတွေးမျိုးကိုပို့ပြီးတော့ထားစီခြင်းနဲ့ပြီးတော့ဒီနေရာမှာတခုပြောချင်တာကပေါ့နော်နေ့စဉ်နဲ့မျှဒေါ်လာရဲ့အတွက်ဖဲ့ပြီးတော့ပါဝင်ပေးနေကြတဲ့ပြည်သူတွေကအများကြီးရှိပါတယ်ဒါပြည်တွင်းမှာရောပြည်ပမှာပါအများကြီးရှိပါတယ်ဒီလိုမျိုးပြည်သူတွေကိုတော့ဒါကျွန်တော်ဒီနေရာနေတကယ်ကိုလေးစားဂုဏ်ယူကြောင်းပြောချင်ပါတယ်ပေါ့နော်ကျေးဇူးလည်းတင်ပါတယ်ဒါပေမဲ့အဲ့ခုနလိုပေါ့ဗျာကိုယ်တိုင်ဝင်ပါဖို့အတွက်ကြတော့လေအကြောင်းပြချက်အမျိုးမျိုးနဲ့ပြီးရင်သူများလှုပ်တဲ့ဟာကြတော့လေလက်ညှိုးထိုးဖို့ဝင်လေးတဲ့သူတွေကိုတော့ကျွန်တော်ဂရုမစိုက်ဘူးပေါ့နော်ရေဘော်စီဆိုတဲ့ဟာတွေကျွန်တော်ဂရုမစိုက်ဘူးဂျားနေဆိုတဲ့ဟာတွေလည်းကျွန်တော်ဂရုမစိုက်ဘူးကိုးပေါင်ပေါ်မိဘွားကြမှာပူမဲ့ကောင်တွေလည်းဒါကျွန်တော်ဂရုမစိုက်ဘူးပေါ့နော်အဓိကတော့ကျွန်တော်တို့ဒါနေ့စဉ်နဲ့မျှဒီတော်လန်ရေးကိုပဲစိတ်နှစ်ပြီးတော့ဒါတနည်းနည်းနဲ့ပါဝင်ပေးနေကြတဲ့ပြည်သူတွေအများကြီးရှိပါတယ်ကျွန်တော်တခုခုပေါ့နော်အကူအညီတောင်းတယ်ဆိုတာကျွန်တော်တို့ကျွန်တော်တခါမှမတောင်းဘူးတပ်ဖွဲ့တွေကအကူအညီတောင်းလာတဲ့အခါမှာအကိုဒီ post လေး share ပေးပါအောင်ကိုဒီ campaign လေးချင်းကိုရဲ့အိမ်အသုံးစရိတ်ဖယ်ပြီးတော့ဒါကျန်တဲ့ဟာကိုတော်လန်ရေးအတွက်ပြန်ပြီးတော့ကူပေးနေကြတဲ့ပြည်သူတွေလည်းအများကြီးရှိတယ်ပေါ့နော်တိုင်းတစ်ပါးမှာခက်ရုံးကန်ပြီးတော့ပေါ့နော်သူများခိုင်းတဲ့အလုပ်သူများမလုပ်ချင်တဲ့အလုပ်ကိုရုံးကန်ပြီးတော့လုပ်နေရင်းနဲ့ဒီကရတဲ့တကယ်တန်ဖိုးရှိပါတယ်ဆိုတဲ့လုပ်အားကတွေကနေပြီးတော့ဒါတော်လိုင်းရေးအဖွဲ့တွေစီကိုပါဝင်ပေးနေကြတဲ့ပြည်သူတွေလည်းအများကြီးရှိပါတယ်အဲ့လိုပြည်သူတွေကိုတော့ကျွန်တော်ဒီနေရာကနေတကယ်လေးစားချီးကျူးဂုဏ်ယူပါတယ်ပြီးရင်ကျေးဇူးလည်းအရင်တင်ပါတယ်ပေါ့နော်ဒီနေ့ခုနပြောတဲ့ဟာတွေတော့မပါဘူးပေါ့ဗျာပြီးရင်တကူရေးခန်းစားချက်ကိုလည်းကျွန်တော်နည်းနည်းပြောချင်သေးတယ်ပေါ့နော်ဒါကတော်လိုင်းရေးတပ်ဖွဲ့တွေကိုတောင်းဆိုချင်တာပါပေါ့နော်အဓိကတော့မိတ်ဆွေမဖြစ်ချင်တဲ့ကောင်ရန်သူလိုပဲဆက်ဆံပေးပါပေါ့နော်ပြီးရင်ဒါဗဇက်နဲ့ပြောရမယ့်အချိန်တနက်နဲ့ပြောရမယ့်အချိန်ဒါလေးကိုတော့ခွဲခြားပေးပါပေါ့နော်စစ်ကောင်စီစစ်သားတွေရဲ့လှုပ်ရက်သူတို့ရဲ့အပြုတ်မှုပေါ်မူတည်ပြီးတော့ဒါခွဲခြားပြီးတော့ဆက်ဆံစေခြင်းတယ်ပေါ့နော်စစ်တုံးပန်းကိုတော့စစ်တုံးပန်းလို့ထားစေခြင်းတယ်ဘယ်လိုမျိုးပြုတ်မှုရမယ်ဆိုတဲ့ဟာတော့ဒေါ်လာအင်အားစုတွေကသိပြီးသားပါပေါ့နော်ဘာကြောင့်လဲဆိုတော့အခုစစ်ကောင်စီဘက်ကပေါ့နော်ဒီဖြစ်စဉ်မှာဆိုရင်ပေါ့နော်တိုက်ပွဲတွင်းမှာဒါကျွန်တော်ဒါတချို့လဲတိကောင်းတိပါလိမ့်မယ်ပေါ့နော်စစ်ကောင်စီဟာဒီလိုမျိုးလက်ရဖမ်းမိတဲ့အချိန်မှာပေါ့နော်ဘာမှ Geneva Convention တွေဘာမှမရှိဘူးပေါ့နော်အဲ့လိုပုံစံမျိုးနဲ့လက်လွတ်စပယ်လောက်သွားရည်လည်းရှိပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကသူတို့လိုမဟုတ်ဘူးဆိုရင်တော့မှပဲပေါ့နော်ခုနလိုပေါ့နော်ရန်သူကိုတော့ရန်သူလိုဆက်ဆံပေးဖို့လိုမယ်ပေါ့နော်စစ်ရေးဖိအားပေးမယ်ဆိုရင်လည်းတူတူတန်ပေးဖို့အတွက်လည်းအရေးကြီးမယ်လို့ထင်ပါတယ်အဲ့တော့တပ်ဖွဲ့တွေကတော့မြေပြင်မှာဥဆောင်နေကြတာဖြစ်တဲ့အတွက်ပို့ပြီးတော့ထောက်ပြတဲ့နီးလေးတွေတော့ကျွန်တော်တို့လည်းပြင်ရမှာပေါ့လေနော်အဓိကတော့ကိုယ့်ရဲ့ဒါတပ်ဖွဲ့ဝင်တွေကိုမထိခိုက်စေခြင်းလို့အဖိုးတန်တဲ့သူတွေဖြစ်လို့တန်မိုးထားရတဲ့သူတွေဖြစ်လို့မဲ့တပေါက်မစွန်းစေခြင်းလို့ပေါ့နော်ပြီးရင်ဒီဟာကြီးပြီးတဲ့အခါအောင်မြင်တဲ့အခါကျရင်မိဘရှင်ခွင်ကိုအားလုံးပြန်နိုင်စေဖို့ဒီလိုမျိုးရည်ရွယ်ချက်တွေနဲ့ဒီလိုမျိုးစေတနာတွေနဲ့ပြောကြတာဖြစ်ပါတယ်ဆိုတော့ဒီထောက်ပြမှုတွေပြောဆိုမှုတွေဝေဖန်မှုတွေကိုလည်းကျွန်တော်တို့ပုံစံတစ်မျိုးနဲ့ပေါ့နော်ဒါနားထောင်ခြင်းအောင်ပြောကြဖို့လည်းရည်ကြီးသလိုဒါတော်လိုင်းအင်အားစုတွေအနေနဲ့လည်းဒါလှုပ်တင်လှုပ်ထိုက်တဲ့ဟာတွေဒါဒီဇိုင်းမမတ်လှုပ်ဆောင်ကြဖို့လည်းရည်ကြီးတယ်ဆိုတာလေးပြောချင်ပါတယ်ပြီးတော့ပြည်သူတွေအနေနဲ့လည်းတော်လိုင်းတပ်ဖွဲ့တွေကိုကိုချင်းစာပေးပါပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီရဲဘော်တွေဒီလိုဖြစ်သွားပြီဆိုတော့ချိန်မှာပေါ့နော်အဲ့ရဲဘော်တွေနဲ့အတူတူအိုးစားဘက်လိုနေခဲ့ပြီးတော့နေ့စဉ်နဲ့ညဒူးဒူပေါင်ဘက်လှုပ်ဖို့ကင်ဘက်ပေါ့နော်ဒါပကုံးဖက်ပြီးတော့ပေါ့နော်ကောင်းတူဆိုးဘက်ဖြတ်တန်းခဲ့ကြတဲ့ရဲဘော်တွေကဒါပို့ပြီးတော့ကြည်ကွဲဝမ်းနေရပါတယ်ပို့ပြီးတော့ခံစားရပါတယ်
အဲ့တော့ဒါလေးကြီးလဲပေါ့နော်ဒါဝိုင်းပြီးတော့ဒါဖေးမပေးကြဖို့လိုပါတယ်အခုချိန်လိုအပ်တာကဒါဖေးမမှုတွေအားပေးမှုတွေကူညီမှုတွေအတူတူရှိပေးနိုင်မှုတွေဒါတွေကပို့ပြီးတော့လိုအပ်ပါတယ်ကျွန်တော်တို့ရဲ့တပ်ဖွဲ့တွေမညံ့ပါဘူးပေါ့နော်အဲ့လိုပဲကျွန်တော်တို့ရဲ့တော်လန်ပြည်သူတွေလည်းမညံ့ပါဘူးစစ်ကောင်စီဖြစ်စေခြင်းတဲ့အတိုင်းမဖြစ်ဖို့ပေါ့နော်ကျွန်တော်တို့တန်မာပြဖို့လိုတယ်ကျွန်တော်တို့အားတင်းပြီးတော့အတူတူစုစုစည်းစည်းညီညွတ်ညွတ်နဲ့ကြော်ဖြတ်နိုင်ဖို့အတွက်လည်းအရေးကြီးပါတယ်ဒီရဲဘော်တွေရဲ့ပေးဆက်ရင်းနှီးမှုတွေပေါ့နော်ဒီအချင်းကြီးမဖြစ်ဖို့အတွက်ပေါ့နော်ကျွန်တော်တို့အားလုံးပါလည်းတာဝန်ရှိတယ်ဆိုတာလေးလည်းပြောချင်ပါတယ်တရားမှုတွေနဲ့လည်းကျွန်တော်ပြောပြတယ်ပေါ့နော်ဒါဒီညီတွေဆိုရင်လည်းပေါ့နော်စိတ်သက်မကြဘူးဒါမဲ့ဆိုတဲ့ဟာကိုလည်းသိသိချင်းတယ်ပြည်သူတွေလည်းစိတ်သက်မကြပါနဲ့ဝမ်းနည်းစရာစိတ်မကောင်းဖြစ်စရာတွေကတော့ကျွန်တော်ဒီကာလမှာအများကြီးပဲကြုံရပါတယ်ဒါပေမဲ့ဒါတွေကပေါ့နော်စစ်အာဏာရှင်လက်အောက်ကမလွတ်မြောက်သေးသေးမြင်နေတွေ့နေကြုံနေရမယ်ဒါဖြစ်ရတွေဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒါတွေမဖြစ်ချင်ဘူးဆိုရင်ကျွန်တော်အမြန်ဆုံးလွတ်မြောက်ဖို့အတွက်ဝိုင်းပြီးတော့စူးစမ်းကြဖို့လိုပါတယ်